ကပေါ့နော် ID လေးတွားပြစရာရှိပါတယ်အဲ့တော့ပြီးရင်ကျွန်တော်လိုက်ကြည့်ပေးကြပါအောင်နော်ဒီတော့ ID လေးပဲဖြစ်ပါတယ်ရေကဲမင်းသမီးအိမ်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လုံးဝအကြီးကြီးပဲအိုးဒါဆိုလို့ရှိရင်နေနေနဲ့လုံးဝအိုးဒီလေတော့စောက်တဲ့ကြရကိုရေဆိုရင်တော့မစောက်တဲ့ဒါမဲအတီးပြောရပါခေါ်လိုက်မယ်ဝါဆိုဝါဝါမယ်နော်ဒီမှာကြည့်ရ Oh my god မကြည့်တော်တော်မိုက်တယ်မအသေးစိတ်လေးလှုပ်ပေးထားနော်အိုးတော်တော်ကြီးလည်းအကြီးပဲအဲ့လာတင်နေဒီကလောက်ဗီဒီယိုကားရရိုက်မယ်ဆိုရင်လည်းအဆင်ပြေရပေါ့နော်သူကတေချာလေးကိုလှုပ်ပေးထားပါတယ်နင်းတို့ error လေးခြေကားလေးမှာဖြည့်လိုက်မယ်ပေါ့နော်ဒီနားမှာဒါလေးကကားကြီးပေါ့နော်အော်မိုက်နေရောပဲနော်အလေးကအသေးစိတ်လုပ်ပေးထားပါရဲ့နော်နောက်တစ်ခုသွားကြပါမယ် ID ဒီစေးထားလိုက်မယ်ပေါ့နော်ပြေးလိုက်ပြီးတော့ရိုက်စားရှိအဲ့တော့ save လုပ်မရပါဘူးဒီကတော့အဲ့တော့ထားလိုက်ပါမယ်ပြေးရတော့ ID ကိုပေါ့နော်ဒီလိုမျိုးစာအုပ်လေးနဲ့တက်တက်မှတ်ထားပါရဲ့ Okay နောက်တစ်နေရာသွားကြပါမယ်လေးက ID လေးပေါ့နော် Okay မားနေရဲ့ဒီချာလေးပြစလိုက်6 2 ဒါဆိုရင်တော့မားပါကဲမရဘူးနောက်တစ်ခုသွားမယ်ဒါမရဘူးအဲ့တော့နောက်တစ်ခုသွားမယ်Okay ဒါလေးက ID လေးပေါ့နော်ဒါလေးဆိုတာ Blackpink House ပေါ့နော် Blackpink House ကဲဒါလေးက Blackpink House ပဲဖြစ်ပါတယ်သူကလည်းဒီချာလေးပေးထားပေါ့နော် Blackpink House ဒီထဲမှာကျတော့ဒီမိစားခင်ပေါ့နော်ဒါလေးကမီးလေးရအစားတခြားလေးလုပ်ပေးပါတယ်ဒါလေးတော့ TP ကြည့်ခံပါဒီဒါလေးကထွန်းလာတယ်ပေါ့နော်ဒါလေးကရေချိုးခန်းလေးပဲဖြစ်ပါတယ်တော်တော်မိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ကန်ပေါ့နော်ပေါ်တဲ့လည်းရှိပါသေးတယ်ဒါဆိုရင်တော့အပေါ်တက်ပေါ့နော်ဟောမှန်တကုံလုံးကြည့်ရမှန်ပေါ့နော်ဒါဆိုရင်တော့8ရခေတာဟိုဘက်သွားမှတင်ခေဒီမှာလည်း8ရနှစ်ခုရှိပါတယ်နှစ်ခုပေါ့နော်8ရကကျတော့4ယောက်ဆိုတော့ပေါ့နော်မိုက်တယ်ဟိုမှာလည်းအပန်းဖြစ်လို့ရတယ်ပေါ့နော်ရမ်းတွေကိုမိုက်တယ်ဟိုဘက်တွေကိုသွားကြည့်အပေါ်တက်တွေကိုသွားကြည့်မယ်ဟိုဘက်ကတော့တိတ်ကိုရတော့ပြန်လိုက်တော့မေးရှုတ်ကဲဒီလိုပေါ့နော်ဒါကတော့ Verena ပေါ့ဒီနားနေလာပေါ့နော်ကဲဒါလေးက Verena ပါဒီမှာထိုင်ပြီး AC လေးပဲနေလို့ရပါတယ် Blackpink စကားရိုက်လည်းရတယ်ပေါ့နော်တကယ်ချင်းနဲ့ဒါပေမဲ့ချိတ်ဆက်လို့တော့မရပါဘူးဒီကိန်းရID လေးရောနောက်တစ်ခုမရှိတော့ပါဘူးဒီနှစ်ခုပဲတွားပြပေးတာပဲဖြစ်ပါတယ် Okay ဒီနေ့ကတော့ရေကဲမင်းသမီးအိမ်ရဲ့ပြီးရင် Blackpink House ရဲ့ကျမတို့တွားပြပေးတာပဲဖြစ်ပါတယ်အားလုံးပဲ bye bye